ဒီခောက်တော့နေပြီးတော့ယထာစီသွားမယ်ဗျာယထာကတော့တော်တော်လေးကိုမိုက်တယ်ဗျယထာအတွင်းပိုင်းကခစ်မိပြီးတော့ခုံနေပါရီဆိုရင်လည်းတော်တော်လေးမိုက်တယ်တခြားအတွဲတွေရှောက်သွားကြည့်တော့လည်းအတူပဲခုံနေပါရီဆိုလည်းထိုင်ရတာကြကြဝန်းရှိတယ်ဒါကတော့နှစ်ယောက်တွဲထိုင်ကုန်ပေါ့နော်ကဲယထာဆက်ထွက်ပါပြီယထာစီရတာလည်းအရင်တုန်းကယထာတွေလိုမျိုးလှုပ်ကြမ်းနေတာမျိုးမဟုတ်ငိမ့်ငိမ့်နေသွားတယ်တက်တောင်းတက်တာနဲ့အေးအေးဆေးလေးစီးသွားလို့ရတယ်နောက်ရမဲ့ဘူတော်အောင် display နဲ့ပြနေပြီတယ်အလဲမနက်ခင်းစောပိုင်းယထာစီးတာဆိုတော့မနက်ခင်းအရာသာအပြည့်နဲ့ပေါ့တွဲထဲမှာတော့လူအပြည့်ပဲဆီယမကြီးကတော့မနက်စောကြီးထွက်လာတော့ပြန်အိတ်သွားပြီယထာရှင်က100 ကီလိုမီတာဝန်းကျင်နဲ့သွားနေတယ်ဆိုတော့တော်တော်မြန်တယ်လို့ပြောရမယ်ခဏနေတော့မနက်စာစားလို့ရအောင်စားအသောက်တွေလာရအောင်နဲ့ဒေါင်းနဲ့စတန်ကလည်းမိုက်တော့မိုက်တယ်ဗျကျွန်တော်ကတော့သမင်းကျော်နဲ့ကြက်ဥရဲ့ပန်ပုံတို့စီစံတာဝယ်စားလိုက်တယ်လာရောက်တဲ့ဝန်ဆောင်မှုလေးကလည်းမစိုးယထာကတော့ဘူတာတွေလေကွင်းနေနဲ့ဒီလူငယ်ရက်ွက်တွေကိုဖြတ်တန်းလာတာပေါ့နော်ယထာစီရတာကောင်းတာတစ်ခုကပတ်ဝန်းကျင်လေးကြည်လိုက်ဖုန်းလေးသုံးလိုက်နဲ့ ACC လေးလိုက်လာရုံပဲခုနစားရတာတိတ်မဝသေးလို့ခောက်ဆွဲပြုတ်ဝယ်စားလိုက်ကြသေးတယ်ယထာကတော့ဒီရေးနဲ့သူ့ရဲ့ဥတီအောင်သွားနေလေကွင်းတွေကိုဖြတ်တယ်ကားလမ်းတွေကိုရှင်းပြီးမောင်းသွားတယ်ကျွန်တော်နှစ်ယောက်ဒီလိုအပန်းဖြည့်ပြီးမသွားခဲ့ရအောင်တော်တော်လေးကြာနေအိမ်သာသွားကြည့်တော့အိမ်သာတော်တော်ကောင်းတယ်ဗျအရှင်ယထာကြီးနဲ့ဘာမှမဆိုင်အိမ်သာလည်းတော်တော်လေးတန့်ရှင်းတယ်ကိစ္စပြီးသွားရင်ဘက်တန်လေးနှိပ်လိုက်ရုံပဲပြီးရင်လက်ဆေးတဲ့တပ်လေးတစ်ခုပါတယ်နောက်ပြီးတော့အိမ်သာအပြင်ဘက်မှာမျက်နှာတစ်တာတော့လက်ဆေးတာတော့တော်လို့ရအောင်တပ်တစ်ခုထားတာပြီးသေးတယ်အခြားတွဲတွေပဲသွားဆက်စုဖို့တွဲကူးတဲ့နေရာလည်းအရင်ယထာအိတ်လိုမျိုးအရင်ကြောက်စရာမကောင်းတော့ဘဲနဲ့တကယ်ညီညီညာလေးဖြစ်နေတယ်အခုသွားတာကပထမတန်းအတွေ့ပေါ့နော်ခုံကြီးကတော့ဒီအထက်တန်းထက်တော့ပို့ပြီးတော့များတယ်ကျွန်တော်တို့ရှိမှာကတော့ခုံ3တန်းပဲသူတို့ကတော့ခုံ4တန်းပေါ့နော်ထိုင်ရတာလည်းမျက်နှာချင်းဆိုင်ထိုင်လို့ရတယ်ပြင်မနာဘူတာကိုစာဝင်လာပြီ17နာရီဝန်းကျင်လောက်မှဒီပြင်မနာဘူတာကိုကြောက်တယ်ပေါ့နော်ဒီဘူတာကလည်းအဆင့်တက်များတဲ့ဘူတာပဲပြီးတော့နေပြည်တော်ဘက်ကိုဆက်ထွက်လာတယ်မရှုခင်းတွေကလည်းစိမ့်လန်းနေတော့မယ်ခဏနေတော့နေပြည်တော်ဘူတာတွေကိုဝင်လာတယ်ဘူတာကတော့တကယ်ဟိုမှာအကြီးပဲဒီကိုရောက်တော့17နာရီခွဲဆိုတော့ယထာတော့ right time လို့ပြောရမယ်